စွန့်ပစ်ထားတဲ့ဆေးရုံဟောင်းကြီးတွေကအော်တန်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကကျွန်တော်ရဲ့တက်တန်းတစ်လျှောက်မှာအဆိုးဝါးဆုံးနဲ့အချောက်ချားဆုံးအတွေ့အကြုံတစ်ခုပဲကျွန်တော်ကလူသူစွန့်ပစ်ထားတဲ့နေရာဟောင်းတွေသမိုင်းကြောင်းရှိတဲ့အဆောက်အဦအပျက်တွေကိုလိုက်ရိုက်ပြီးပရိသတ်တွေကိုပြန်မျှဝေတဲ့သူတစ်ယောက်ပါအခုပြောပြမယ့်နေရာကတော့မြို့နဲ့တော်တော်လေးလေးဝေးတယ်မြို့ပြင်ကတောအုပ်ကြီးတစ်ခုရဲ့အလေတဲထဲမှာရှိတာဒုတိယကမ္ဘာစစ်အတွင်းကဂျပန်စစ်ဆေးရုံဟောင်းကြီးလို့လည်းပြောတယ်အဲ့ဒီနေရာကိုရောက်ဖို့ကျွန်တော်လမ်းလျှောက်ရတာလည်း2 နာရီနီးပါးကြာတယ်တွားရတဲ့တောလမ်းကလည်းကျင်းတယ်ခြုံတွေတွေကလည်းရှုပ်ထွေးနေတော့လူသူအရောက်ပေါက်နေမှတော်တော်သိတာတယ်ဆေးရုံဝင်းထဲကိုကျွန်တော်ခြေဆချလိုက်တဲ့အချိန်ကညနေ4 နာရီဝန်းကျင်လောက်ကင်မရာတွေကိုဖွင့်မိုက်ခရိုဖုန်းတွေကိုအင်ဂျီမှာချိတ်ဆေးရုံထဲကိုစဝင်လာလိုက်တယ်ဒီနေရာကဒုတိယကမ္ဘာစစ်တုန်းကအကျဉ်းသားတွေနဲ့ဒဏ်ရာရစစ်သားတွေကိုကုသပေးတဲ့ဆေးရုံဟောင်းကြီးတစ်ခုပြဒီနေရာမှာတည်ဆုံးခဲ့တဲ့သူတွေအများများတယ်လို့လည်းသိရတယ်ဒီဆေးရုံဟောင်းကြီးကအခုတော့မှုတွေတက်နေရန်တွေကလည်းအက်ကွဲပြီးခြောက်ချားစရာကြီးဖြစ်နေတာဆေးရုံက3 ထပ်ရှိတယ်အောက်ထပ်မှာတော့အဲဂျိုခန်းမကြီးနဲ့ရုံးခန်းတွေရှိတဲ့ပုံရတယ်ကျွန်တော်လမ်းလျှောက်နေတော့ရုတ်တရက်ရက်လိုက်ရင်တောတွေကလာတဲ့လေသိုးတန်ကအဆောက်အဦထဲမှာပဲ့တင်ဟပ်နေတာဘေးပတ်လေကတစ်ပင်ကြီးတွေကဆေးရုံရဲ့အမိုးကိုလွှမ်းနေတော့အလင်းရောင်ကောင်းကောင်းမရဘူးတစ်ချက်လေတိုက်လိုက်ရင်တစ်ကိုင်းတွေကမှန်တကားပြက်တွေကိုလာဖို့တဲ့အတန်ကတကြည်ကြည်နဲ့တကယ်ကိုကြောချမ်းစရာပဲကျွန်တော်ဒုတိယထပ်ကိုစတက်လိုက်တော့ဒုတိယထပ်ကလူနာဆောင်တွေရှိတဲ့နေရာဇင်းကျန်လမ်းတစ်လျှောက်မှာလေစွန့်ပစ်ထားတဲ့တန်ချင်းတက်နေတဲ့ဂရင်ဟောင်းတွေဆေးပလင်းခွန်တွေနဲ့ဟိုဒီပြန့်ကျဲနေတာကျွန်တော်ကကင်မရာကိုလှည့်ပြနေတော့ဂျိန်းဆိုပြီးတော့အခန်းတစ်ခုကတကားချက်ဆွဲပိတ်လိုက်တဲ့အတန်ကျွန်တော်အသက်ရှူဖို့ခဏရပ်သွားတယ်လေတိုက်တာများလားပေါ့ကျွန်တော်ကင်မရာကိုကင်ပြီးအဲ့ဒီအခန်းဘက်ကိုတဖြည်းဖြည်းချင်းစီရှောက်သွားလိုက်တယ်အခန်းတကားကဟောင်းနှွမ်းနေပြီးအကြောင်းတွေလည်းထားနေတာကျွန်တော်လက်နဲ့တုံးခွင်းလိုက်တော့ဖုန်တွေကလင်းတက်လာတယ်အထဲမှာတော့ဘယ်သူမှမရှိဘူးဒါပေမဲ့ထူးဆန်းတာကဂဒင်ဘေးကတန်ကြီးတက်နေတဲ့ဇပွဲကုံပေါ်တစ်ခုမှာရေခွက်တစ်ခုကရှိနေတာရေခွက်ထဲမှာလည်းရေကလှုပ်နေတော့မသိရင်တစုံတစ်ယောက်ကအခုလေးတွေခြားသားတယ်လို့မျိုးကျွန်တော်ကြောပြင်မှာချွေးအေးတွေစိမ့်ထွက်လာတယ်ညနေကစောင်းလာတော့အမောင်တို့ကပိုပြီးသိတာလာတယ်ကျွန်တော်ဓမီကိုထုတ်လိုက်ရပြီဓမီရောင်ကဖုံမုံနေကြတဲ့မှာလမ်းကြောင်းတစ်ခုလိုဖြစ်နေတယ်ကျွန်တော်လည်းတတိယဓာတ်ကိုတက်ဖို့လှေကားနာရောက်တော့ဘေးကနေရံမှာအရေးတစ်ခုကိုတွေးလိုက်ရတယ်လူတစ်ယောက်ရဲ့အရေးဒါပေမဲ့အဲ့ဒီအရေးကလမ်းလျှောက်သွားတာမဟုတ်ပဲနဲ့နေရံပေါ်မှာတုံခါနေသလိုမျိုးကျွန်တော်ဓာတ်မီနဲ့ထိုးကြည့်လိုက်တော့ဘာမှမရှိတော့ပြန်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ကင်မရာဆက်ခွင့်ကိုပြန်ကြည့်လိုက်တဲ့အခါကင်မရာထဲမှာတော့ကျွန်တော်နောက်ကဇင်းကြံလမ်းဆုံးမှာလူတစ်ယောက်မတ်တက်ရက်နေတာကိုဖြတ်ခနဲ့တွေးလိုက်ရတယ်ဘယ်သူလဲကျွန်တော်အော်မေးလိုက်တော့ဘာသာမှပြန်မကြားရဘူးအမောင်တို့တဲကနေတယောက်ယောက်ကစိုက်ကြည့်နေတဲ့ခန်းစားချက်ကြီးကကျွန်တော်ရဲ့အရေးပြားတွေကိုစိတ်ဝင်လာတယ်ကျွန်တော်ရှေ့ဆက်မတက်တော့ပဲပြန်စင်းဖို့စဉ်းစားပေမဲ့တတိယဓာတ်ကတအီးအီးနဲ့ငိုရှိုက်တန်တစ်ခုကိုကြားလိုက်ရပြန်တယ်အဲ့ဒီအတန်ကအရန်ကိုနာကျင်နေတဲ့အတန်မျိုးမိန်းကလေးတယောက်ရဲ့ငိုတန်လို့ကလေးတယောက်ရဲ့ညည်းတန်လို့ပဲကျွန်တော်စူးစမ်းခြင်းစိတ်နဲ့အကြောက်တရားကအားပြန်ရင်တတိယဓာတ်ကိုရောက်သွားတယ်တတိယဓာတ်ကခွဲစိတ်ခန်းတွေထားတဲ့နေရာဒီနေရာကတခြားနေရာတွေထက်ပိုပြီးအေးစိမ့်နေတယ်ကျွန်တော်ခွဲစိတ်ခန်းတကားဝမှာရက်လိုက်တဲ့အချိန်မှာပဲကျွန်တော်ရဲ့ပခုံးပေါ်ကိုအေးဆက်လက်တစ်ဖက်ကလာတင်လိုက်သလိုခံစားလိုက်ရတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးနဲ့တုန်တက်သွားပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တယ်ဘာမှမရှိပြန်ဘူးဒါပေမဲ့ကျွန်တော်နားမှာကက်ပြီးတော့လေတံတိုးတိုးလေးနဲ့တယောက်ယောက်ကစကားပြောလိုက်သလိုပဲဗျအဲ့ဒီအတန်ကမြန်မာလိုမဟုတ်ဘူးဂျပန်လိုပဲအတန်ကဝဲဝဲကြီးအဲ့ဒီအချိန်မှာပဲဆေးရုံတစ်ခုလုံးမှာရှိတဲ့တကားတွေအကုန်လုံးတပြိုင်နက်တည်းဖွင့်လိုက်ပိတ်လိုက်တွေဖြစ်ပြီးတော့ရိုက်ခတ်နေတာလေလဲမတိုက်ပဲနဲ့ကျွန်တော်ကင်မရာကိုဆွဲပြီး
လှေကားအတိုင်းအတင်းဆင်းပြေးလာခဲ့တယ်။နောက်ကနေခြေတံတွေကလည်းလိုက်လာတယ်။လှေကားအတိုင်းဆင်းနေရင်ဘေးနေရန်မှာလည်းအမဲရောင်ရိပ်တွေကလိုက်ပါလာတယ်။နောက်ထပ်အဲဂျိုခန်းထဲကိုရောက်တော့ကျွန်တော်အပြင်ထွက်ဖို့ကြိုးစားတယ်။ဒါပေမဲ့စီးရုံရဲ့အဓိကတကားကြီးကလုံးဝဖွင့်မရတော့ဘူး။တစုံတစ်ယောက်ကအပြေကနေဆွဲထားသလိုမျိုးပေါ့။ကျွန်တော်တကားကိုအတင်းရိုက်ပြီးအော်ဟစ်နေတော့စီးရုံပေါ်ထက်ကနေစောစောကငိုတန်ကအော်တန်ကြီးဖြစ်ပြောင်းလဲသွားတယ်။အဲဒီအော်တန်ကစီးရုံအစာအုပ်ကြီးတစ်ခုလုံးတုန်ခါသွားစီလောက်အောင်ကျေလွန်းတယ်။ကျွန်တော်ကြောက်လွန်းလို့မျက်စိမိတ်ပြီးနေမိတဲ့အထိပဲခဏကြာတော့မှအရာအလုံးကပြန်တိတ်ဆိတ်သွားတယ်။ကျွန်တော်တကားကိုပြန်တွန်းကြည့်တော့အလွယ်တကူပဲပွင့်သွားတယ်။ကျွန်တော်လည်းစီးရုံဝင်းထဲကနေတော်လန်းအတိုင်းလှည့်မကြည့်ပဲအပြင်းထန်ကိုပြေးတော့တာမြို့ထဲပြန်ရောက်လို့ကင်မရာထဲရိုက်ထားတာတွေကိုပြန်ကြည့်တဲ့အခါမှာတော့ကျွန်တော်တယောက်တည်းစကားပြောနေတဲ့နောက်ွယ်ကမှန်တကားတစ်ခုမှာဖြူဖြောဖြောမျက်နှာတွေအများကြီးကျွန်တော်ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။အဆိုးဆုံးကကျွန်တော်ဆေးရုံထဲကပြေးထွက်လာတဲ့ချိန်ကင်မရာကမြေပြင်ကိုရိုက်ထားမိတာ။အတန်ပန်းဆက်ထဲမှာလည်းဂျပန်လိုစကားပြောတန်နေနဲ့ဆေးရုံသုံးပစ္စည်းတွေတိုက်မိတဲ့အတန်တွေကွဲကြတဲ့အတန်တွေကစူညံနေတာ။ဒီနေ့ဒီအဲ့ဒီဆုံးပြထားတဲ့ဆေးရုံကြီးတွေကအော်တန်တွေကကျွန်တော်နားထဲမှာဆွဲနေတော့မယ်။အဆုံးထိနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဒီတက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးပါမယ်။ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ်ထားပေးကြပါဦး။အမည်မဖော်လို့သူဤအနေအောင်စာအိတ်ကျွန်တော်တို့အားလုံးဟာတခါတလေကြရင်မသိချင်အောင်ဆောင်ပြီးကြော်သားတဲ့အရာတွေကိုသိချင်စိတ်နဲ့ပဲစမ်းသပ်မိကြတယ်မဟုတ်လား။ကျွန်တော်ဘဝမှာတုန်လှုပ်သွားစေတဲ့အရာတစ်ခုကတော့အနီအောင်စာအိတ်ကလေးတစ်ခုပဲ။လွန်ခဲ့တဲ့3လလောက်ကတိုက်ခန်းရှိကစားတိုက်ပုံးထဲမှာစာဆောင်ရောက်နေတာကိုတွေ့လိုက်ရတယ်။စာအိတ်ကအနီအောင်စာအိတ်လေးစာအိတ်ပေါ်မှာလည်းရွှေရောင်စလုံးလေးနဲ့အထူးဧည့်သည်ဆိုတော့အဲ့လိုရေးထားတယ်။ပို့သူနေရာကတော့နာမည်မပါဘူး။အထဲမှာကဖိတ်စာလေးတစ်စောင်မြမျိုးပြင်ကတောအုပ်တစ်ခုနားမှာရှိတဲ့ရှေးဟောင်းဆိုင်ကြီးတစ်ခုမှာညစာစားဖို့ကျွန်တော်ကိုဖိတ်ထားတာ။စာထဲမှာကဒီညတကောင်ရန်လာခဲ့ပေးပါတဲ့။လာရမယ်မြေပုံအညွှန်းလေးလည်းပါတယ်။ဖိတ်စာတွေကမြေပုံအတိုင်းကျွန်တော်ကားမောင်းပြီးထွက်လာခဲ့တယ်။ည9နာရီလောက်မှာအဲ့ဒီဆိုင်ကြီးရဲ့ရှေ့ကိုရောက်တယ်။အဲ့ဒီအိမ်ကြီးကဗစ်တိုးရီးယားခေတ်ကလက်ရာဟောင်းကြီးပြ။ခြံဝင်းထဲမှာလည်းမြူတွေဆိုင်နေပြီးမီးအိမ်တိုင်တွေကလည်းမှိန်ပြပြပဲ။အထဲရောက်တော့ဧည့်ခန်းထဲမှာကျွန်တော်လိုပဲနောက်ထပ်လူ3ယောက်ကရောက်နေတာကျွန်တော်တို့အားလုံးကတယောက်နဲ့တယောက်လည်းမတိကြဘူးဒါပေမဲ့အားလုံးမှာတူညီတဲ့အချက်တစ်ခုတော့ရှိတယ်အဲ့ဒါကအနီရောင်ဖိတ်စာလေးတစ်ခုဗျကျွန်တော်တို့အိမ်ထဲရောက်တာတော်တော်ကြာနေပြီအိမ်ထဲမှာဘယ်သူမှတော့ထွက်မလာဘူးစပွဲပေါ်မှာလည်းဟင်းပွဲတွေကအပြည့်ပဲဒါပေမဲ့အဲ့ဒီဟင်းတွေကနေထွက်နေတဲ့အနံ့ကလက်ဆက်တဲ့အသားတစ်ခုကိုဟင်းခက်အမွှေးကြိုင်နေနဲ့ဖုံးထားသလိုမျိုးပဲရုတ်တရက်အိမ်ပေါ်ကနေအတန်ချိုချိုတစ်ခုကထွက်လာတယ်စားကြပါဧည့်သည်တို့ကုံအောင်စားကြပါကုံအောင်စားနိုင်တဲ့သူကဒီညမှာမထင်မှတ်ထားတဲ့ဆုလက်တစ်ခုကိုရပါလိမ့်မယ်ဒါပေမဲ့စီးကမ်းချက်တစ်ခုတော့ရှိတယ်စားနေတော့ဘယ်သူနဲ့မှစကားမပြောရဘူးကျွန်တော်နဲ့အတူရောက်လာတဲ့လူတစ်ယောက်ကဘိုက်အရန်စားနေလို့လာတော့မသိဘူးဟင်းတွေကိုအငမ်းမရစားနေတာစားရင်နဲ့သူကဟဲ့လူတွေဒီအသားကထူးဆန်းတယ်လာစားကြလို့သူကလှမ်းပြောတယ်သူပြောပြီးတာနဲ့အခန်းထဲကမီးတွေကဝုန်းကနေဆိုပြီးငိမ့်သွားတယ်ဖြောက်ဆိုတဲ့အတန်နဲ့အတူအဲ့ဒီလူရဲ့အော်တန်ကြီးတွေထွက်လာတယ်မီးတွေပြန်လင်းလာတဲ့အခါမှာတော့စပွဲပေါ်မှာအဲ့ဒီလူကမရှိတော့ဘူးကျွန်တော်တို့လည်းကြောက်လွန်းလို့အိမ်မြင်ကိုပြေးထွက်ဖို့ကြိုးစားကြတာဒါပေမဲ့အိမ်တကားတွေအကုန်လုံးကအပြင်ကနေပိတ်ထားတာကျွန်တော်တို့တယောက်နဲ့တယောက်ဟိုပြေးဒီပြေးနဲ့ကျွန်တော်လည်းအိမ်ပေါ်ထက်ကိုတက်ပြေးမိရင်အခန်းတစ်ခုတည်းကိုရောက်သွားတယ်အဲ့ဒီအခန်းထဲမှာကဖိတ်စာတွေအများကြီးရှိနေတာအနီရောင်စာအိတ်တွေပေါ့ပြီးတော့နေရန်တွေပေါ်မှာလည်းဓာတ်ပုံတွေချိတ်ထားတာအဲ့ဒီပုံတွေထဲမှာကခုနကပျောက်သွားတဲ့လူအပါဝင်အရင်ကဖိတ်စာရခဲ့ဘူးတဲ့သူတွေရဲ့ပုံတွေလည်းပါတယ်ဓာတ်ပုံတွေအောက်မှာရေးထားတာက
င်မဟင်းလျာတဲ့ကျွန်တော်ဟိုကြည့်ဒီကြီးလုံနေတော့အခန်းရဲ့တောက်ကကလတ်ထိုင်ပေါ်မှာလူတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်သူကကျွန်တော်ဘက်ကိုလှည့်ကြည့်လာတယ်ပြီးတော့သူကပြောတယ်မင်းကငါရဲ့နောက်ထပ်ဟင်းပွဲပဲလို့ပြောပြီးကျွန်တော်စီကိုတဖြည်းဖြည်းချင်းစီတိုးလာတယ်ကျွန်တော်လည်းတွေးတဲ့ပြတင်းပေါက်တစ်ခုကနေခုန်ချပြီးတိုးရဲမှာတညလုံးပုန်းနေခဲ့ရတယ်မနက်မိုးလင်းတော့မှတိုးလိုင်းအတိုင်းပြန်လျှောက်လာပြီးအိမ်ကိုပြန်လာခဲ့လိုက်ရတယ်ရဲတွေကိုတိုင်လို့အဲ့ဒီနေရာကိုသွားရှာတော့ဆန်အိမ်ကြီးကမရှိဘူးဗျနှစ်ပေါင်းများစွာတည်းကမီးလောင်ပြက်စီးနေတဲ့အုပ်ပုံဟောင်းကြီးတစ်ခုပဲတွေ့တော့တယ်ဒါကြောင့်ခမားတို့လည်းခမားတို့စီကိုအမည်မဖော်လို့သူစီကအနီရောင်စာအီလေးတစ်စောင်ရောက်လာခဲ့ရင်လုံးဝမဖွင့်ကြည့်ပါနဲ့ဒါဟာတင့်ဘဝရဲ့နောက်ဆုံးညစာဖိတ်ခေါ်ချက်လည်းဖြစ်သွားနိုင်ပါတယ်ရေတွင်းဟောင်းတွေကငိုတံဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကလွန်ခဲ့တဲ့10နှစ်ကျော်ကအညာဘက်ကရွာလေးတစ်ရွာမှာကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာအဲ့ဒီတုန်းကကျွန်တော်ကနေဘက်မှာလမ်းတရားစီမံကိန်းတစ်ခုနဲ့တာဝန်ကျနေတာကျွန်တော်ငားနေတဲ့အိမ်ကရွာပြင်ကအိမ်ကြီးတွေအိမ်ကတော်တော်လေးဟောင်းနေပြီအိမ်နောက်ဝေးဘက်မှာညောင်ပင်ကြီးတစ်ပင်ရှိပြီးအဲ့ဒီညောင်ပင်ကြီးရဲ့အောက်မှာကြောက်စီထားတဲ့ရေတွင်းဟောင်းကြီးတစ်ခုလည်းရှိတယ်ရွာသားတွေကအဲ့ဒီရေတွင်းသားကိုညဘက်ဆိုမသွားဖို့တတိပေးကြတယ်ကျွန်တော်ကတော့ရေတွင်းကပြိုကျပြီးပြုတ်ကျမှာဆိုလို့မှားတယ်လို့ပဲထင်ခဲ့မိတာရောက်ပြီး3ရက်မြောက်တဲ့ည12နာရီလောက်မှာကျွန်တော်အိပ်ပျော်နေတော့တခုခုကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကတော့ငိုရှိုက်တန်ပြအတန်ကတူတူလေးဒါပေမဲ့ကြားရတာကရင်ထဲမကောင်းသလိုခံစားရတယ်ကျွန်တော်အိမ်ပြင်ကိုထွက်ကြည့်လိုက်တော့လာတာနေတဲ့ညောင်ပင်ကြီးအောက်မှာရေလွှင်းဟောင်းကြီးကိုမြင်ရတယ်အတန်ကအဲ့ဒီထဲကလာနေတဲ့ပုံစံကြောင်အော်တာလားဒါမှမဟုတ်တယောက်ယောက်ဒုက္ခရောက်နေတာလားကျွန်တော်လည်းဓာတ်မီယူပြီးတော့အိမ်နောက်ဘွေးဘက်ကိုဆင်းသွားခဲ့လိုက်တယ်ရေသွင်းသားရောက်တော့ငိုတန်းကပိုးကျဲလာတယ်ဒါပေမဲ့ရေသွင်းထဲကိုဓာတ်မီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာဘာမှတော့မရှိဘူးရေမော်တွေနဲ့ပြည့်နေတဲ့ရေသွင်းကြီးတစ်ခုပဲနောက်ညတွေမှာတော့ငိုတန်းကအိမ်ထဲဒီကိုရောက်လာတယ်ကျွန်တော်အခန်းတကားပြင်ဘက်မှာတယောက်ယောက်ကငိုနေသလိုမျိုးပေါ့ကျွန်တော်တကားကိုဖွင့်ကြည့်လိုက်တော့ဘာမှမရှိပြန်ဘူးဒါပေမဲ့ကျမ်းမြေပေါ်မှာတော့ရေဆိုနေတဲ့ခြေရာတစ်ခုကိုတွေ့လိုက်တယ်အဲ့ဒီခြေရာကအိမ်နောက်ဝေးဘက်တကားစီကိုဦးတည်နေတာအဲ့ဒီချိန်မှာရလိုက်တဲ့အနံ့ကရေပုတ်နေတဲ့အနံ့ကျွန်တော်ကြောက်စိတ်ဝင်လာပြီးတော့အိမ်နောက်ဝေးဘက်တကားကိုတောင်းပိတ်ဖို့လုပ်တဲ့အချိန်မှာရေတွင်းထဲကနေလူတစ်ယောက်ရဲ့လက်ချောင်းဖြူဖြူလေးကတွင်းနှခမ်းပေါ်ကိုကင်လျက်သားလေးကိုမြင်လိုက်ရတာရေတွင်းထဲကနေအမျိုးသမီးတစ်ယောက်ရဲ့လက်ကတဖြည်းဖြည်းချင်းစီတက်လာပြီးသူ့ရဲ့စပင်တွေကရေဆိုပြီးတော့မျက်နှာကိုဖုံးနေတာသူကခေါင်းကိုမော့လာပြီးတော့ကျွန်တော်ကိုစူးရတဲ့အကြည့်နဲ့လှမ်းကြည့်တယ်ပြီးတော့လေအရန်အေးတယ်ကဲပါအောင်လို့သူကတူတူလေးပြောတယ်ကျွန်တော်လည်းကြောက်တာနဲ့အခန်းထဲကိုအမြန်ပြေးဝင်ပြီးတော့ပြန်အိတ်လိုက်တယ်နောက်ရက်မှာရွာထဲကလူတွေကိုအကျိုးကြောင့်မေးကြည့်တော့မှလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီအိမ်မှာနေတဲ့မိန်းကလေးတယောက်ကအခြေရေးကြောင့်စိတ်သက်ကြပြီးရေသွင်းထဲကိုခုန်ချတည်ဆုံးသွားခဲ့တာသူ့အလောင်းကိုလည်းရက်အတော်တန်ကြာမှတွေ့ကြတာဆယ်ယူနေတုန်းကလည်းလက်တစ်ဖက်ကပြက်ပြီးကြမ်းခဲ့တာရွာသားတွေစင်းရှာကြတော့လည်းမတွေ့ဘူးပြောတယ်အခုဒီအဲ့ဒီဝိညာဉ်ကအေးစိမ့်နေတဲ့ရေသွင်းဟောင်းထဲကနေထွက်မရပဲဖြစ်နေတာလို့လည်းရွာသားတွေကပြောတယ်ကျွန်တော်လည်းအဲ့ဒီအိမ်ကလွှဲရင်ပြောင်းနေစရာအိမ်မရှိတာနဲ့အဲ့ဒီအိမ်မှာပဲဆက်နေလိုက်ရတယ်နောက်မှတာဝန်နေပြီးလို့အိမ်ပြန်လာခဲ့ပြီမယ်အဲ့ဒီငိုတန်ကိုတော့အခုထိနားထဲကြားနေတော့မယ်တခါတလေမိုးရွာတဲ့ညတွေဆိုရင်ကျွန်တော်ရဲ့အခန်းပြင်မှာရေစုံနေတဲ့ခြေရာတွေများတွေ့မလားဆိုပြီးတော့ကျွန်တော်ထိတ်လန့်နေမိသေးတယ်ခမားတို့ရောခမားတို့ရဲ့အိမ်နားမှာအသုံးမပြုတဲ့ရေတွင်းဟောင်းတွေရှိလားညဘက်တွေမှာအဲ့ဒီနားကဖြတ်သွားရင်တတိထားပြီးနားထောင်ကြည့်ရေစက်တွေကြားတဲ့အတန်လားလူတယောက်ရဲ့ငိုတန်လားဆိုတာတေချာနားထောင်တော့အဆုံးထိနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီတန်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ်ထားပေးကြပါဦး
ရေအရန်6ပါတယ်ဆိုတဲ့စက်ယုံဟောင်းဒီအကြောင်းအရာလေးကိုအကောက်ပိုင်ရှင်ဒီမာကပေးပို့ထားတာပါညီမအခုလုံးနေတဲ့စက်ယုံကအရင်ကလူမနေတဲ့တောကြီးလိုပဲတစ်ပင်တွေနဲ့ရှုပ်ရှက်ခတ်နေတာအခုတော့တန်ရှင်းသက်ရပြီးတော့ပတ်ဝန်းကျင်ကလည်းစီကားနေပါတယ်ညီမဒီစက်ယုံမှာလှုပ်လာတာ9လလောက်တော့ရှိပြီနေစရာအခန်းစီစဉ်ပေးတယ်ဆိုတော့အဆင်ပြေသလိုရှိတယ်ဆိုပြီးတော့ညီမလည်းဆက်လုပ်ဖြစ်တာတနေ့ညီမနဲ့အခန်းဘေးချင်းကနေတဲ့အမကသူတို့အခန်းဘက်ထောက်ကနေညဆိုညီးတန်ကြားရတယ်တဲ့သူတို့နေတဲ့အခန်းကလိုင်းခန်းတွဲမှာရှိတဲ့တောင်ဆုံးခန်းတစ်ခုပေါ့ပြီးတော့လေသူတို့ရဲ့အခန်းပြင်ဘက်မှာခြုံတွေကလည်းအပြည့်ပဲအဲ့ဒီခြုံနေရာကနေညဆိုညီးတန်ကြားရတာလို့ပြောတယ်နားကြားမားတယ်ထင်ပြီးပဲအမှုမဲ့နေလိုက်ကြတာတပတ်လောက်ကြာတော့သူ့ယောက်ျားကလည်းပြောတယ်ညဘက်ဆိုရင်တောက်ခုတ်တန်တစ်ချက်ကြားရတယ်တဲ့အဲ့တုန်းကလည်းတစ်ချက်တည်းပဲဆိုတော့စိတ်ထင်တာနေမှာပေါ့ဆိုပြီးပဲနေလိုက်ကြတာနောက်3ရက်ကြာတော့ည7 နာရီလောက်ရှိပြီထင်တယ်ညီမလည်းအဲ့ဒီတောက်ခုတ်တန်ကိုကြားရတယ်ညီမကြားရတာက4ချက်လောက်ရှိတယ်အဲ့ဒါနဲ့ညီမလည်းချက်ချင်းထားကြည့်တာပေါ့ဘာမှတော့မတွေ့ဘူးနောက်တော့ဒီစက်ယုံမှာရှိတဲ့လူဟောင်းတွေကိုမေးကြည့်တော့ဒီမှာအရင်ကဂိုတောင်ဟောင်းကြီးတစ်ခုရှိတယ်တဲ့အလုံးယုံချဲလို့ဖြိုလိုက်ရတာအဲ့ဒီဂိုတောင်ဟောင်းဘက်ကအရန်တရေ6တယ်လို့ပြောတယ်။ကိုဗစ်ကာလာတုန်းကဆိုတရေအရန်6လို့တရားနာရတဲ့အထိဖြစ်ဘူးတဲ့တရားနာပြီးရဲ့နောက်ပိုင်းတိတ်မ6တော့ဘူးလို့လည်းပြောတယ်။ညဘက်ဆိုရင်လေပူလို့ရေထချုံရင်လူမရှိမီးမထုံးထားတဲ့ဂိုတောင်ဟောင်းထဲကိုလူတယောက်ကတကားကိုဖျက်ပြီးအထဲကိုဝင်သွားတာမျိုးတွေ့ဘူးတဲ့လူဆိုပေမဲ့အရေးလိုမဲကြီးပေါ့ဒီအကြောင်းအရာလေးကိုပေးပို့ထားတဲ့အကောက်ပိုင်ရှင်ဒီမကိုလည်းကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးကိုယ်တိုင်ကြုံတွေ့ရတဲ့အကြောင်းအရာလေးများရှိခဲ့ရင်လည်းကျွန်တော်ရဲ့ချက်ပေါက်မှာလာရောက်ပြောထားပေးလို့ရပါတယ်အဆုံးထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါဦးမယ်ကျွန်တော်ရဲ့အကောက်လေးကိုလည်း follow လေးလုပ်ထားပေးကြပါဦး